ဆိုတော့အနောက်တစ်ဖက်ကကျတော့ဒီနှစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ဒီအမှတ်လေးကိုကြည့်လိုက်မယ်ဆိုရင်သူကဒါကျွန်တော်အရင်ကလေးသိထားပြီးပါဒါလေးက ran ပေါ့အပေါ်လေးကပါလေ right ဆိုတော့ဒီနှစ်ခုရဲ့အမှတ်ကိုသိချင်ရင်ဘာလုပ်ရပါလဲကျွန်တော်အရောင်လေးပြောင်းလိုက်မယ်နော်ဒီကွာခြားချက်ကိုသိချင်လက်ရှိရောက်နေတဲ့နေရာလေးက x1 ဒီ q ရောက်နေတဲ့နေရာလေးက x2 အဲ့တော့ဒီကြားတဲ့ဟာလေးကိုသိချင်ရင်ဆိုတော့ဒီအစကနေ0ကနေမှ hori ကနေဒီအပေါ်လေးထီကိုနှုတ်လိုက်ဒီကြားလေးတွေကရတယ်အဲ့တော့ဒီကြားတဲ့ကွာခြားချက်ကိုဆိုတော့ဘာလို့ခေါ်လဲဆိုတော့ x2 x1 ဒီအပေါ်ဘယ်လောက်မြင့်လဲဒီအစိမ်းရောင်လေးကိုကျွန်တော်တို့သိချင်တယ်ဆိုပါစို့အဲဆိုရင်ဒီအမြင့်နဲ့ကနေဒီအမြင့်ကိုနှုတ်ရင်ဒီကြားတွေကရတာပဲဆိုတော့ hori အမြင့်ရပါလဲဆိုတော့ q ရဲ့အမြင့်ပေါ့ y2 ပေါ့ဒီအောက်ကဒီအမြင့်လေးရကြတော့ y1 ပေါ့အဲ့တော့ဒီဒါလေးဒီ y2 y1 အဲ့တော့ထုံးစံတိုင်း Pythagoras theorem နဲ့ပြောမယ်ဆိုရင် pq square ကဘာ square နဲ့ဘာ square လဲ x2 x1 square အပေါင်း y2 y1 square လိုချင်တာ pq ဆိုတော့ဟိုဘက်ကိုသွား square root ရှာလိုက်တယ်ဒီ formula လေးထွက်လာတယ်ဒါကတော့ကျွန်တော်မှတ်ထားမှလေးကငါတို့ PQ အနားကိုအလျားကိုရှာချင်တယ်ဆိုရင် x ချင်းနှုတ်ထားတယ်เนาะနှစ်ထပ်လှုပ်ထားတယ် y ချင်းနှုတ်နှစ်ထပ်လှုပ်ဂျားထဲမှာပေါင်းထားတယ်ပြီးရင် square root ရှာမယ်ပေါ့เนาะ distance formula ဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့ triangle လေးကနေပါပဲဆက်တည်သွားမလဲဆိုတော့သူ့ရဲ့ gradient သူဘယ်လောက်မဆောက်လဲလို့သိချင်ကျွန်တော်ကပါလဲrise by ran ပေါ့သူဘယ်လောက်မြင့်လဲy2 y1 differences ပေါ့နော်။နဲ့သူနဲ့ကိုချိုးချလိုက်ပါမယ်။ဒါကတော့ကျွန်တော် gradient ဆို slope formula လေးပေါ့။ဒါလေးကတော့ coordinates of the midpoint ။အဲ့တော့ဒါလေးချက်ပြန်ဖြတ်မယ်။အဲ့တော့ m ဆိုတဲ့အမှတ်လေးကိုရှာချင်တယ်။ m အမှတ်ဆိုရှာချင်ရင်ကျွန်တော်တို့ကအလဲတက်မှာပေါ့နော်။ x ရဲ့နှစ်ခုရဲ့ကြားမှတ်ပေါ့နော်။အဲ့တော့ x နဲ့ပေါင်း1နဲ့စား y နဲ့ပေါင်း1နဲ့စားဒါကတော့ကျွန်တော် midpoint formula လေးပါ။ဆိုတော့ဒီ3ခုကိုတက်သွားပြီးတော့ကျွန်တော်ပုံစံအများကြီးတွက်လို့ရတယ်အောက်မှာလည်းကျွန်တော်ပြိုင်နေတယ်ဆိုရင်ဘာချင်းတူလဲဆိုတော့ gradient ချင်းတူတယ်ကျွန်တော်ဘာဖြစ်တယ်လဲဆိုရင်တောင်းမှန်ကြတယ်ဆိုရင်တော့ဒီ gradient နဲ့ဒီ gradient မြောက်ရင်အနုတ်တက်ရတယ်နော်ဆိုတော့ဒါလေးတွေပြန်နှွေးပြီးသွားပြီဆိုရင်ကျွန်တော်ပထမပုံစံကိုစတွက်ကြည့်ပါမယ်ဒါကတော့ example လေးပါဒီမှာပြောထားလေ a ရတဲ့ဒီ coordinate ရှိတဲ့အမှတ်တစ်မှတ် b ရဒီ coordinate ရှိတဲ့အမှတ်တစ်မှတ်ဒါဆိုရင်ကျွန်တော်ဘာကိုရှာမလဲဆိုတော့ ab ရဲ့အလျားကိုရှာပြီဟုတ်ပြီ ab ရဲ့အလျားကိုရှာရင်ကျွန်တော်ကသိပြီးသား x ချင်းနှုတ်နှစ်ထပ်လို့ y ချင်းနှုတ်နှစ်ထပ်လို့ bound square root ရှာ distance formula ဒါကျွန်တော်ဘာလဲဆိုတော့ ab ရဲ့အလျားပေါ့အဲ့တော့ဒါလေးကကျွန်တော်က x1 ဒါလေးက y1 ဆိုရင်ဟိုဘက်ချမ်းကို x2 y2 အဲ့တော့ x ချင်းနှုတ်ဆိုဒီမှာတစ်ချက် x2 x1 လေးသွားလိုက်မယ်နော်6ထဲကနေအနှုတ်3ကိုထပ်နှုတ်မယ် the whole square y ချင်းနှုတ်ဒီမှာ y က-2နှုတ်ရမှာက-7နှစ်ထပ်လို့ square root ရှာမယ်ဒါလေးဂိမ်းရှင်းမအောင်6ထဲကနေအနှုတ်3ကိုထပ်နှုတ်ရင်ဟုတ်တယ်9နှစ်ထပ်ဒါလေးရောလက္ခဏာတူတူပဲအဲ့တော့ဆိုတော့ပေါင်းမယ်ရှင်းကြည့်ပါဦး9နှစ်ထက်က81အနှုတ်9နှစ်ထက်ကလည်း81အဲ့တော့ဘယ်လောက်ရမလဲ60တနည်းအားဖြင့်ကျွန်တော်က81နှလုံးထုတ်လို့ရတာဘူးလေ9√3ဒါ length of AB ပေါ့နောက်တစ်ခုကတော့ဘာရှာမလဲ midpoint လေးရှာမယ်ကဲ midpoint ဘယ်လိုရှာမလဲ